အဲ့ဒီသုဘဝါဒမင်းသမီးကဒီရှင်ဒေဝလိကိုဗိုက်ထဲမှာ9နှစ်နဲ့9လလွယ်ရတယ်သူတို့သားမိ2ယောက်ရဲ့ရှေးကအတိတ်ကနော်မိုင်မဲခဲ့တဲ့အပြုအမူကံတရားရဲ့အကျိုးပေးချက်ကိုသူတို့ရတာပေါ့အဲ့ဒီအကြောင်းရတော့ဦးဇင်းတို့မပြောတော့ပါဘူးအဲ့တော့မွေးဖွားကနီးမှာ9ရက်လောက်တောင်မှမိမျောလိုက်တတိယလိုက်ဝေဒနာကိုအပြင်းထန်အကြီးကျယ်ခံစားရတယ်အဲ့ဒီသုဘဝါဒမင်းသမီးကအရန်ဆင်းရဲတယ်ပေါ့ဒါမဲ့လို့သူကအရိယာသူတော်ချင်းဖြစ်တဲ့အတွက်ကြောင့်ရသော်ဘုရားရဲ့ဂုဏ်တရားတော်ရဲ့ဂုဏ်တန်ခါတော်ရဲ့ဂုဏ်ကိုအာယုံပြုတ်ပြီးတော့သူရဲ့ခံစားရတဲ့ဝေဒနာကိုတတ်တတ်အောင်သူစဉ်းစားဆင်ခြင်မှုနဲ့ကြော်လွှားနိုင်အောင်ကြိုးစားတယ်။အော်မြတ်စွာဘုရားဒီလိုဒုက္ခတွေကလွတ်ကင်းအောင်သူတော်ကောင်းတရားကိုဟောတာမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ဒုက္ခကိုလျှော့ပါအောင်ကြိုးစားအထုတ်တယ်။တရားတော်မြတ်ဆိုတာကြည်ကြံမယ်ဆိုရင်ဒီဒုက္ခတွေကလွတ်ကင်းမှာတန်ခါတော်ရှင်မြတ်တွေဟာဒီဒုက္ခတွေကိုလွတ်ကင်းအောင်သူတို့ကျင့်သုံးနေကြတာလို့အဲ့လိုမျိုးသူစဉ်းစားပြီးတော့ဒီဝေဒနာကိုနေတာတဲ့အနေထားတည်းဖြစ်အောင်သူကြိုးစားတာအဲ့ဒါနဲ့ဝေဒနာတွေကြားတဲ့ကပဲသူ့ရဲ့ခင်မွန်းတဲ့ဖြစ်တဲ့ကောလိယမင်းသားကိုသူလွတ်တယ်မြတ်စွာဘုရားဒီကိုလွတ်တယ်မြတ်စွာဘုရားကိုသွားပြီးတော့လျှောက်ထားကြပါမင်းသမီးဟာအလွန်တရာမှဆင်းရဲပင်ပန်းပါတယ်ပေါ့ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ခြေတော်ကိုရှ िख ိုးလိုက်ပါတယ်ဆိုပြီးတော့သွားပြီးတော့လျှောက်ချပါမြတ်စွာဘုရားကိုရှ िख ိုးခိုင်းတာအဲ့ဒါနဲ့အဲ့ဒီမင်းသားသူ့ရဲ့ခင်မောလေးယောက်ျားသွားပြီးတော့မြတ်စွာဘုရားကိုအကျိုးကြောင့်လျှောက်တော့မြတ်စွာဘုရားကသုဘဝါဒမင်းသမီးချမ်းသာပါစေတည်းလို့မေတ္တာပြုတာအဲ့ဒီမေတ္တာပြုတဲ့ခဏမှာပဲချမ်းချမ်းသာသာတာယောက်ျားလေးမွေးဖွားတယ်မြတ်စွာဘုရားရဲ့တကူတော်လည်းအံ့ဩစရာအောင်အဲ့ဒါကိုဖေးဖြစ်တဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားဒီမှာဆိုတော့မသိသေးဘူးအဲ့ဒါနဲ့အိမ်ပြန်လာတဲ့အခါကျတော့တာယောက်ျားလေးမွေးဒုက္ခတွေကနော်လွတ်ကင်းခွင့်ရသွားတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကိုအလွန်ကြည်ညိုတဲ့အတွက်ကြောင့်သုဘဝါဒမင်းသမီးထပ်ပြီးတော့သူ့ရဲ့ခင်မောလေးယောက်ျားကိုလွတ်ပြန်တယ်ဘုရားမှုရှိတဲ့တန်ခါတော်တွေကိုအိမ်ကို9ရက်တိတိဆုံးကတ်ခြင်းပါတယ်ဒါကြောင့်သွားပြီးတော့ရှောက်ထားပေးပါအဲ့ဒါနဲ့တစ်ခေါက်ပြန်ပြီးတော့သွားတယ်ဟိုရောက်တဲ့ခါကျတော့မြတ်စွာဘုရားကိုဆွမ်းသားပင့်တော့မြတ်စွာဘုရားကရှင်မမောက္ကလံကိုအမိန့်ရှိတယ်ဗာအမိန့်ရှိတော့ဆိုတော့จิตမောက္ကလံနဲ့မနေ့ဖြန်မှာဆွမ်းသားပင့်ထားတာတင့်ရဲ့တကားတွေကပင့်ထားတာအဲ့ဒီတကားတွေကိုသွားပြီးတော့ခွင့်တောင်းကြည့်သုဘဝါဒမင်းသမီးဟာအလွန်ဆင်းရဲဒုက္ခကနေကြီးမားတဲ့ဒုက္ခကနေတော့လွတ်မြောက်တဲ့အထိမ်းအမှတ်တွေနဲ့9ရက်တိတိဆုံးကတ်ခြင်းနဲ့ဒါကြောင့်9ရက်ပြည့်ပြီးမှသင်တို့ဆုံးကတ်ပါလို့ပြောကြည့်မြတ်စွာဘုရားကအရင်လက်ခံပြီးသားဆွမ်းသားပင့်ထားတာကိုအဲ့လိုမျိုးကျင့်တတ်အောင်သွားပြောခိုင်းတာအဲ့ဒါနဲ့ရှင်မမောက္ကလံကသူ့ရဲ့တကားတွေဆိုတော့သွားပြောတာပေါ့တကားကြီးသုဘဝါဒမင်းသမီးကိုအရင်ဆုံးကတ်ပါစေပြီးမှသင်တို့ဆုံးကတ်ပါကြိုးကြောင်သွားပြောတာပြောတဲ့အခါကျတော့အဲ့ဒီတကားကြီးကလည်းအစွမ်းအစရှိတယ်ဇာရှိတယ်လို့ဆိုကြပါစို့ပါလျှောက်လဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရဲ့အသက်ရဲ့တပည့်တော်ရဲ့စီးစိမ်ဥစ္စာရဲ့တပည့်တော်ရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးခုကို9ရက်အတွင်းမပြည့်စည်ပါဘူးလို့အာမခံနိုင်မယ်ဆိုရင်အရှင်ဘုရားအဲ့ဒီကိုဆွမ်းသားပေးလိုက်ပါတဲ့သိလားသူ့ရဲ့အသက်ရဲ့သူ့ရဲ့စီးစိမ်ဥစ္စာရဲ့သူ့ရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးချက်ကို9ရက်အတွင်းမပြည့်စည်ပါစေဘူးလို့အရှင်ဘုရားအာမခံနိုင်ရဲ့9ရက်ပြီးမှဒီလိုဆွမ်းကပ်ပါမယ်တဲ့အဲ့လိုပြောတဲ့အခါကျတော့ရှင်မောက္ကလံတခါကြီးတဲ့တင့်ရဲ့အသက်ရဲ့တင့်ရဲ့စီးစိမ်ဥစ္စာရဲ့9ရက်အတွင်းမပြည့်စည်စေရဘူးလို့ငါအမခံနေတဲ့ဒါပေမဲ့တင့်ရဲ့တရားကိုတော့တင်ကိုယ်တိုင်ပဲမပြည့်စည်အောင်ဆောင်ရှောက်ပါတဲ့အကျဉ်းကမှလာတဲ့အဖြစ်ရလေးတွေကအလွန်မှတ်သားစရာကောင်းတယ်ပေါ့နော်အတိဘကပါပြောတာတော့အသက်ကိုဥစ္စာပစ္စည်းကိုမပြည့်စည်အောင်ဆောင်ရှောက်ရတာတဲ့တရားကိုမပြည့်စည်အောင်ဆောင်ရှောက်ရတာပုခတ်တယ်ဆိုတဲ့အတိပဲရောက်မနေဘူးလားစဉ်းစားကြည့်နော်အဲ့လိုပြောတဲ့အခါကျအဲ့တကကြီးလည်းသဘောကျတယ်ဟုတ်တယ်အဲ့ဒါတော့ငါကိုယ်တိုင်ပဲစောင့်စည်းမှစောင့်ရှောက်မှပဲရမယ်ပေါ့နော်အဲ့ဒါနဲ့သူခွင့်ပေးတယ်ခွင့်ပေးတဲ့အခါကျတော့အဲ့ဒါမြတ်စွာဘုရားမှုရှိတဲ့တန်ခါတော်တွေသုဘဝါဒမင်းသမီးရဲ့အိမ်ကို9ရက်တိတိဆုံးမဝေးကြွတာအဲ့ဒီလိုမျိုးဆုံးသားကြွတဲ့အခါကျတော့ဒီတိဝလိနော်9နှစ်သားလေးဖြစ်နေပြီလို့ဆိုကြပါစို့စံကျင်မှုပေါ့နော်လောကကြီးရဲ့စံကျင်မှုပေါ့အဲ့သူစကားတွေပါလေလက်တက်နေပြီပြောတတ်နေပြီဘယ်သူနဲ့စကားပြောတာတုံးဆိုတော့ဦးဇင်းတို့ရှင်သာရိပုတ္တရာနဲ့စကားပြောတာအဲ့ဒါရှင်သာရိပုတ္တရာကမေးတာ哦ဘယ်နဲ့တော့ချမ်းချမ်းသာသာရှိရလားအဲ့တော့ဒီကလေးကဘာပြောတော့ဆိုတော့9နှစ်နဲ့9လတီတီ
သွေးအိုင်ထဲမှာနေခဲ့ရတာဘယ်လိုလုပ်ချမ်းသာနိုင်မလို့ဖေဟာအဲ့တိုင်းရှောက်အဲ့လိုမျိုးအချီးအချာစကားပြောတာကိုမေတော်ဖြစ်တဲ့တုပ္ပဝါဒမင်းသမီးကမြင်တယ်မြင်တဲ့အခါကျတော့အယမ်းကြည်လို့တယ်ပေါ့သူစိတ်ထဲမှာကြည်စမ်းငါရတာတရားစစ်သူကြီးရှင်သာရိပုတ္တရာနဲ့ပြိုင်ပြီးတော့စကားဆိုနိုင်တယ်အလွန်ပီတိဖြစ်တယ်အကြည်ပွားချမ်းသာတဲ့သားသမီးကိုမြင်ရတော့မိဘတွေရဲ့မုရိဒာသဘောကတော့ဒါအတိုင်းထက်တော့ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပီတိတွေဖြစ်ပြီးတော့တာယာမှုတွေဖြစ်နေတာကိုဘယ်သူကသိတော့ဆိုတော့မြတ်စွာဘုရားသိတယ်သိတဲ့အခါကျတော့အဲ့ဒီတုပ္ပဝါဒကိုမြတ်စွာဘုရားဗာမေးရှိတော့ဆိုတော့ခြေသမီးတုပ္ပဝါဒတဲ့ဒီလိုသားမျိုးကိုရမယ်ဆိုလို့ရှိရင်မင်းဘယ်နှယောက်လောက်ရခြင်းတော့စောစောကဝိတာခါကိုမေးလိုမျိုးမေးတာနော်သူကအယမ်းကျဉ်နေနေတာ哦အဲ့တော့တုပ္ပဝါဒဘာပြောတော့ဆိုတော့9ယောက်လောက်ရခြင်းတယ်လို့ပြောရတယ်ကဲစောစောတုန်းကသူ9နှစ်နဲ့9လကိုဝန်ဆောင်ခဲ့ရတဲ့ဒုက္ခတွေကိုဘာဖြစ်သွားပြီတော့မေးသွားပြီတော့ตายရစရာနဲ့တွေ့ထားတဲ့ဒုက္ခတွေကိုတန်းပြီးတော့မေးတာပဲအဲ့တုပ္ပဝါဒမင်းသမီးကဘာဖြစ်သွားလဲတော့ဒုက္ခတွေမေးသွားပြီဟုတ်လားသူအရှင်ပြေတာကိုတွေ့ရတဲ့ခါကျအရှင်ပြေတာကိုမေးသွားတယ်တကယ်တမ်းကဘဝမှာအရှင်ပြေတာနဲ့မပြေတာတွေကရောနေတာအရှင်ပြေတာကိုမစွန့်နိုင်သေးတဲ့မြတ်အရှင်မပြေတာကိုလည်းပဲသိမ့်ပိတ်ထားရမှာပဲဒါနားလည်ဖို့လိုတယ်တော့အရှင်ပြေတော့ပြုံးနဲ့အရှင်မပြေမှမဲ့ဒါသိအတိတ်ပဲမရှိဘူးဟုတ်လားအရှင်မပြေတဲ့အချိန်မှာမဲ့ဖို့ကြံရင်ဩအရှင်ပြေတော့ငါအများကြီးပြုံးခဲ့တာပဲထေလိုက်ဖို့ကောင်းတယ်ဟုတ်တယ်မို့လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းလို့တုပ္ပဝါဒရဲ့အဲ့ဒီအဖြေကိုမြတ်စွာဘုရားကဘလောက်ဓမ္မတန်ဝေကရမလဲ哦အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသောတော်ဦးဇင်းမပြောသေးဘူးဆိုတဲ့ဂါထာလေးကိုဥဒန်းကျူတာအလွန်ကောင်းပါတယ်အဲ့ဒီဥဒန်းဂါထာလေးအဲ့ဒါမကြလည်းပြောပြတယ်အဲ့ဒီဥဒန်းဂါထာလေးကိုအာတာတံတတရူပေနပိယရူပေနအပိယဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တိတဲ့တူတူလေးဂါထာလေး၄ပါးအဓိပ္ပာယ်အလွန်ကောင်းတယ်အဓိပ္ပာယ်ဘာပြောတော့ဆိုတော့အာတာတံတတရူပေနตาယာဘွယ်မဟုတ်တဲ့လောကကြီးကตาယာဘွယ်ရာလိုနဲ့ပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးနှိပ်စက်ထားတယ်တဲ့သုံးချက်ပြောမှအဲ့ဒါတစ်ချက်ပဲနော်ตาယာဘွယ်ရာမဟုတ်တဲ့လောကကြီးကตาယာဘွယ်ရာလိုနဲ့မေးနေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်တဲ့အတ္တတံတတရူပေနပိယရူပေနအပိယချစ်ခင်နှစ်သက်ဖွယ်ရာမဟုတ်တဲ့လောကကြီးကချစ်ခင်နှစ်သက်ဖွယ်ရာလိုနဲ့ပမတ္တမတိဝတ္တိမေးလျော့နေရတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်ဒုက္ခဒုက္ခတရူပေနဆင်းရဲတဲ့လောကကြီးကချမ်းသာလိုနဲ့ပမတ္တမတိဝတ္တိမေးလျော့နေရတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်တဲ့ဒါတက္ကရာမတို့ဦးဇင်းတို့ကိုတတိပြောနေတဲ့စကားပဲဟုတ်လားတကယ်လောကကြီးကตายာပွဲမရှိဘူးဆိုတဲ့သဘောချစ်ခင်စရာမရှိဘူးဆိုတဲ့သဘောချမ်းသာဒုက္ခမရှိဘူးဆိုတဲ့သဘောကိုလည်းတခါတည်းအဓိပ္ပာယ်ကတက်ရောက်ပြီးစားဟုတ်လားဒါမဲ့လို့ကိုကမေ့နေမယ်ဆိုရင်တော့အဲ့ဒီตายာပွဲမဟုတ်တဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့ဘလို့ဖြစ်နေတော့အာယာပွဲရာကြီးဖြစ်နေတယ်အာယုံရဲ့လှည့်စားမှုကိုကိုဟာအကြီးကျယ်ခံရတယ်ဘာကြောင့်ခံရတာတုံးဆိုတော့အဓိကကြတဲ့တောကြတဲ့စကားလုံးကပမတ္တမတိဝတ္တိပဲမေ့နေလို့လွှမ်းမိုးဖိစီးတာကိုခံရတာ